ခလေးတွေအတွက်အဆအဆုံးလိုက်လုပ်ပေးနေမိပြီဆိုရင်အခုပဲရက်လိုက်ပါကိုယ်တိုင်လှုပ်တာကပုံမြန်တယ်လေမဟုတ်ရင်အကြာကြီးစောင့်နေရတာသူတို့ကိုခိုင်းလိုက်ရင်နောက်ကလိုက်သိမ်းနေရတာမပြီးတော့ကိုယ်တိုင်လှုပ်လိုက်ရင်ပြီးရောဆိုပြီးမှဖေမေတိုင်းစဉ်းစားနေမိပြီလားကိုယ်တိုင်လှုပ်လိုက်တာကပိုလွယ်တယ်ပုံမြန်တယ်အလုပ်မြင်မြန်ပြီးတယ်ဆိုတာမှန်ပါတယ်ဒါပေမဲ့အရာရာတိုင်းကိုလိုက်လုပ်ပေးနေရင်သူတို့ရဲ့လုံနိုင်စွမ်းရည်ကိုတားဆီးပိတ်ပင်လိုက်တာပါနော်မေတို့ဝင်လုပ်ပေးလိုက်တဲ့အခါတိုင်းမှာလဲငါမလုပ်တတ်ဘူးဆိုပြီးမှသူတို့ကိုပြောနေတယ်လို့ပါပဲအလုပ်လည်းမြင်မြန်ပြီးချင်တယ်ကလေးတွေကိုလည်းကိုယ်တိုင်လှုပ်တတ်အောင်သင်ပေးချင်တယ်ကိုစွမ်းအားကိုလည်းရှိစေချင်တယ်ဆိုရင်နံပါတ်1အစအဆုံးကိုယ်တိုင်လိုက်လုပ်ပြီးတာမဟုတ်ပဲဘေးနာကနဲ့ guide လုပ်ပြီးပါဥပမာဖနက်ကြိုးချီဖို့အရင်ဘာလုပ်မလဲတူကိုဘယ်လိုကင်မလဲစသည်ဖြစ်ပေါ့နံပါတ်2လိုအပ်တဲ့နေရာလေးတွေကိုပဲဘေးကနဲ့ကူပေးပါနံပါတ်3အလုပ်အကြီးကြီးတွေလုပ်နိုင်ဖို့အဆင့်သေးသေးလေးတွေခွဲပေးပါနံပါတ်4သူတို့လေးတွေကိုရွေးချက်ခွင့်လေးတွေပေးသွားပါနံပါတ်5အချိန်ပေးပြီးစောင့်ပေးပါဒါဆိုသူတို့တွေလောက်တတ်သွားမှသိကြပါပဲကလေးတွေရဲ့ကိုယ်တိုင်စူးစမ်းရုန်းကန်မှုဟာကြီးမားတဲ့ဖွံ့ဖြိုးမှုတစ်ခုပါပဲကလေးတွေကိုသူတို့ကိုယ်တိုင်စူးစမ်းရုန်းကန်ခိုင်းတာကမချစ်လို့မဟုတ်ပါဘူးကိုယ်ပိုင်ကျွမ်းကျင်မှုယုံကြည်မှုကိုယ့်အကိုကိုမှုတွေကိုတိဆောက်ပေးတာပါနော်